လူတဲ့တန်နဲ့ဆိုတာကကိုရရှိထားတဲ့ရှားပွေစုဆောင်ထားတဲ့ပစ္စည်းဝတ္ထုတွေကကိုယ်အတွက်အမြတ်ထုတ်ယူခြင်းပဲဖြစ်တယ်။ရသော်ဗျာကအဲ့လိုဥပမာပေးဟောတာအရိဒ္ဓသုံးမှာကြတော့အိမ်မိလောင်နေတဲ့အချိန်မှာတဲ့အသုံးဝင်မဲ့ပစ္စည်းဘာပစ္စည်းပဲဖြစ်ဖြစ်ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းမိလောင်နေတဲ့အချိန်မှာထုတ်ယူလိုက်နိုင်မဲ့ဆိုရင်အသုံးဝင်အကယ်၍မိတဲ့ပါသွားပြီမိလောင်ကြရင်တော့ကိုယ်အတွက်ဆုံးရှုံးမှုပဲဖြစ်တယ်ကိုယ်ဘာမှမရနိုင်တော့ဘူးလို့ပြောတာနော်အဲ့ဒီဥပမာလိုပဲလူရဲ့ဘဝကြီးအလည်းကြည့်လိုက်မယ်ဆိုရင်တော့လူတွေအဒီတိုင်းနေကြတာမဟုတ်ဘူးတဖြည်းဖြည်းအိုးလာတယ်ယောဂဝေဒနာတွေဖြစ်တယ်နောက်ဆုံးကြတော့မရဏဘီဆိုတာလောင်းလိုက်တာနဲ့တပြိုင်နက်ဘဝခန္ဓာဆွန်ပြီးတော့အကုန်လုံးထားသွားကြတယ်ဒါကတော့မျက်မြင်ကိုယ်တွေ့လူတိုင်းသိနိုင်တဲ့ဟာပဲဖြစ်တယ်တတိထားကြည့်လိုက်ရင်လူတိုင်းသိတဲ့အရာတစ်ခုဖြစ်တယ်အဲ့ဒီတည်းမဲ့ကိုရှာတာတဲ့ပစ္စည်းကကိုယ်တိုင်သုံးပြရတာလည်းပဲအမြတ်ပဲကိုမိဘကျွေးမွေးရတာလည်းအမြတ်ပဲကိုသားသမီးတွေအတွက်ကျွေးမွေးရတာလည်းအမြတ်ပဲမိတ်ဆွေတွေပေါ်မှာအကူအညီပေးရတာလည်းပဲအမြတ်ပဲဒါတွေကကျင့်တဲ့ဆရာကောင်းကိုရှာတာတဲ့ပစ္စည်းကိုသုံးရတာမသုံးရဘူးမဟုတ်သုံးရမှာပဲနော်တချို့ပစ္စည်းရှာတာကိုလောဘပစ္စည်းရှာတာနဲ့ငရဲကြတယ်အဲ့ဒါဆိုလိုတာမဟုတ်ရဆိုဗျာနော်ပစ္စည်းရှာတာရှာရမှာပဲလူဖြစ်လာလို့ရှိရင်ပစ္စည်းရှာတတ်တဲ့အသိပညာရှိရမယ်ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့အသိပညာရှိရမယ်ပုထုဇဉ်မှန်သမျှတော့အကုသိုလ်မဖြစ်ပဲတော့မရှိဘူးဖြစ်တာများတယ်ပေါ့နော်ဒါမှမဟုတ်ပုထုဇဏလို့ခေါ်တယ်ကိုပြောမယ်ဆိုရင်ကိလေသာအဖြစ်များတဲ့အကုသိုလ်ဖြစ်များတဲ့ပုဂ္ဂိုလ်တွေလို့ပြောဒီအိဗယ်နဲ့ခေါ်ထားတာဖြစ်တယ်ပုထုဆိုတာများတာစနာဆိုတာကိလေသာကိုဖြစ်စေတယ်ကိလေသာအဖြစ်များတဲ့ပုဂ္ဂိုလ်တွေတော့ကုသိုလ်နဲ့အကုသိုလ်နှစ်ခုမှာကုသိုလ်ကဤမြပြင်းနဲ့အကုသိုလ်တွေကိုဖယ်ရှားပြနိုင်တဲ့စွမ်းအားရှိတယ်နော်ကုသိုလ်နဲ့အကုသိုလ်နှစ်ခုကိုကြည့်လိုက်မယ်ဆိုရင်ဘာနဲ့ဥပမာတူတော့ဆိုရင်ယောဂနဲ့ဆေးနဲ့တူတယ်ပေါ့ဆေးကယောဂကိုပျောက်ကင်းစေတယ်သို့တော့ယောဂကဆေးကိုတတိကျသွားအောင်မလုပ်နိုင်ဆေးရဲ့စိုက်တတိကိုယောဂကဖြည့်ဆည်းပြလို့မရအောင်ဆေးကသာယောဂရဲ့စိုက်တတိကိုဖြည့်ဆည်းတာနော်တစ်ဖက်သက်ပဲဆေးပတိုးတာကဆေးရဲ့တတိကိုနာမဟုတ်ဘူးယောဂကကြီးနေဆေးပတိုးတာတော့ရှိမယ်သို့တော့ဆေးဆိုတာယောဂပြောက်တာအကြီးပဲသူ့အတိုင်းတာတစ်ခုရပြောက်တာပဲပြောက်စေနိုင်တယ်ယောဂကြောင့်ဆေးပျက်စီးသွားတယ်လို့တလို့မရှိဘူးအဲ့ဒါလို့ပဲကုသိုလ်ကြောင့်အကုသိုလ်တွေဖယ်ရှားလို့ရတယ်အကုသိုလ်ကြောင့်ကုသိုလ်အပျက်စီးသွားတယ်လို့မရှိဘူးမတိုးတာပဲရှိနိုင်တယ်စိုက်တတိကိုပြောပြတာစာပေကျမ်းကမှာကုသိုလ်ကိုပါဟာယကအကုသိုလ်တွေကိုဖယ်ရှားနိုင်တဲ့အရာလို့ဟောတာအကုသိုလ်ကြတော့ပါဟာတပ္ပဖယ်ရှားပြရမယ့်အရာတစ်ဖက်သက်ပဲသူကကုသိုလ်ကအကုသိုလ်ကိုဖယ်ရှားတယ်အကုသိုလ်ကကုသိုလ်ရဲ့အကုသိုလ်ကိုမဖယ်ရှားနိုင်ဘူး
သို့တော့ကုသိုလ်ကအဟုတ်တို့မှန်သမျှကိုပဲရှာပြနိုင်တယ်စိုက်တတိချင်းကွာတယ်လို့သူတို့ဆိုအဲ့တော့ကုသိုလ်ကောင်းမှုဆိုတာနေသည်မြသည်မဟုတ်ပဲနဲ့ကိုလောက်တဲ့ကုသိုလ်ကံမှုဟာစိုက်တတိထမြက်လို့ရှိရင်အကုသိုလ်တွေမြည်များပဲကြီးကြီးပျောက်ကင်းချမ်းသာစေနိုင်တယ်နော်ဆေးဟာယောဂကိုပြောင်းအောင်ကုနိုင်တယ်လို့ပဲကုသိုလ်ကလည်းအဟုတ်တို့တွေကိုအဲ့တော့ပုထုဇဏဆိုတာကိလေသာတွေအကုသိုလ်တွေကိုကိလေသာတွေအဟုတ်တို့တွေဖြစ်များတဲ့ပုဂ္ဂိုလ်တတိယပြည့်ပုထုဇဏဆိုလူများစုပေါ့လူနဲ့စုမဟုတ်လူများစုအများတွေစိတ်တူကြတဲ့အနေတိုင်းတူကြတဲ့ပြောကြဆိုကြတယ်လူချင်းစရာနဲ့တွေ့ရင်လောဘဖြစ်တယ်စိတ်ဆိုးစရာနဲ့တွေ့ရင်ဒေါသဖြစ်တယ်ဆိုတဲ့စိတ်တွေတူညီကြတဲ့ပုဂ္ဂိုလ်တွေကိုလည်းပုထုဇဏအများစုအဲ့တဲ့စိတ်ဆိုးစရာကြုံနဲ့စိတ်မဆိုးဘူးလူချင်းစရာတွေ့တဲ့လောဘမဖြစ်ဘူးဆိုတဲ့ပုဂ္ဂိုလ်အနည်းဆုံးဖြစ်သွားတယ်နော်အဲ့တော့ပုထုဇဏဆိုတာအများစုဖြစ်နေတဲ့နေတာအဲ့ဒီမဲ့တကယ်အကူရကတော့ကုသကောင်းမှုသာလည်းဖြစ်တယ်ဘဝခရီးသွားတဲ့အခါလူတွေမှာယောဂဖြစ်ရင်ဆေးကိုအကူရတယ်လို့ပဲတန်တရားခရီးသွားတဲ့အခါမှာလည်းပဲကုသကိုအကူရတာဖြစ်တယ်ဒါကြောင့်မို့လို့ပစ္စည်းရှာလာတဲ့လောဘတိုင်းဟာအပင်ငယ်ကိုဖြစ်စေနိုင်တာမဟုတ်ဘူးလောဘကနှမျိုးခွဲတတ်တယ်အပါယကမဏိယအပေကိုရောက်စေတဲ့လောဘကတစ်မျိုးနာအပါယကမဏိယအပေမရောက်စေနိုင်တဲ့လောဘတစ်မျိုးရှိတယ်သူကအဲ့တော့ပစ္စည်းရှာတာတရားသဖြင့်ရှာရဲဆိုလို့ရှိရင်မတရားမလုပ်ဘူးဆိုလို့ရှိရင်ဒါအကုသိုလ်ဖြစ်တယ်လို့ပြောလို့မရဘူးဖရာရနာလို့အကုသိုလ်ကင်းတယ်လို့ပြောတာမဟုတ်ဘူးနော်ပုရုဇဉ်မရဲ့တော့အကုသိုလ်ကတော့ရှိတာပဲပေါ့ဖြစ်နိုင်ရရှိတယ်ကိုယ့်ကိုယ်ပဲစဉ်းစားကြည့်လိုက်ကိုတနေ့ကုန်စိတ်ဆိုးနေတာလားမဟုတ်ဘူးတနေ့ကုန်လောဘတွေဖြစ်နေတာလားမဟုတ်ဘူးနော်အကြောင်းတိုက်ဆိုင်လာတဲ့အခါမှာဖြစ်တာသူဆိုင်ရအကြောင်းလောဘဖြစ်စေအတွေ့လာရဲ့လောဘဖြစ်အဲ့ဒီမှာဘလို့ထိနိုင်တယ်ဆိုတဲ့ထိန်ကွက်မှုတံဝရအဲ့ဒါကကုသိုလ်လို့ခေါ်တယ်လောဘဖြစ်လာလို့ရှိရင်ဘလို့ထိန်ချုပ်နိုင်တယ်ဒေါသဖြစ်เสียတဲ့ကြုံလို့ဒေါသကိုဘလို့ထိန်ချုပ်နိုင်တယ်အဲ့လိုထိန်ချုပ်တဲ့ဆက်လက်ပြီးတော့မကောင်းသူတွေမဖြစ်ဘူးဆိုတာအဲ့တော့ကိုရထားတဲ့ပစ္စည်းလေးပေါ်မှာပစ္စည်းနဲ့ပစ္စည်းကြောင့်ဒုက္ခရောက်တဲ့ပုဂ္ဂိုလ်ရှိတယ်ပစ္စည်းကြောင့်နိဗ္ဗာန်ရောက်တဲ့ပုဂ္ဂိုလ်ရှိတယ်ပစ္စည်းကြောင့်ဖြစ်တာမဟုတ်ဘူးတကယ်တော့နော်ပြောတာတော့ပစ္စည်းကြောင့်နိဗ္ဗာန်ရောက်တဲ့ပစ္စည်းကြောင့်ပင်ငယ်ကြသွားတယ်ဆိုတာပစ္စည်းကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့အကုသိုလ်ကြောင့်ကိလေသာနဲ့ကံကြောင့်ကြတာပစ္စည်းကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ကုသိုလ်နဲ့ကောင်းမြတ်တဲ့သဘာဝတရားတွေအကြောင်းနိဗ္ဗာန်ရောက်တာအဲ့တော့ပစ္စည်းကအပြစ်မဟုတ်ဘူးစိတ်တော်တာပဲပြင်မှာဖြစ်တယ်ကိုယ့်ရဲ့စိတ်နဲ့စိတ်ဓာတ်ပစ္စည်းရှိတာအပြစ်မဟုတ်ဘူးပစ္စည်းရှာတာလည်းအပြစ်မဟုတ်ဘူးသို့တော့ရသော်ပြလမ်းညွှန်တာတော့ပစ္စည်းရှာတဲ့အခါမှာမတရားတဲ့နည်းနဲ့မရှာနဲ့မတရားတဲ့နည်းနဲ့ရှာတဲ့ဆိုကြတဲ့အကုသိုလ်တွေဖြစ်နေပြီသူစေရလုံငန်းနဲ့မရှာနဲ့တရားနည်းလမ်းတကြရှာအဲ့ဒါဆိုလို့ရှိရင်ပစ္စည်းတယ်လို့ပြောတာမဟုတ်ဘူးပစ္စည်းရှာပြီးတော့ရလာတဲ့ပစ္စည်းကိုဘယ်လိုသုံးတယ်လဲအဲ့လိုသုံးတာနဲ့ပတ်သက်ပြီးတော့အကျိုးရှိတဲ့သုံးဆွဲနည်းခုနကအိမ်မီလောင်တဲ့အခါမှာ
ထုတ်ယူလိုက်ပဲဆိုရင်အဲ့ဒီပစ္စည်းကိုအတွက်သုံးဝင်တယ်မိရဲပေါက်သွားရင်တော့ကိုယ်မှသုံးဝင်တို့တူပဲလူရဲ့ဘဝကြီးကလည်းမိလောင်နေတာနဲ့တူတယ်မိလောင်နေတဲ့အခါမှာထုတ်ယူဖို့လိုအပ်တယ်ထုတ်ယူဖို့ဆိုတာကုသိုလ်ကောင်းမှုလုပ်တာထုတ်ယူတာနဲ့တူပဲဒါနာပဲလုံးသီလပဲစောင့်တည်ကမ္မဋ္ဌာန်းဘာဝနာပဲပွားအချိန်မရွေးပျက်စီးသွားနိုင်တယ်သို့မဟုတ်မိတွေလောင်နေတယ်တနေ့လုံးဝပြဖြစ်သွားမယ်အိမ်ထဲကပစ္စည်းကိုထုတ်ယူလိုက်တဲ့လို့ကိုယ်ခန္ဓာကိုယ်ထဲကရှာနိုင်သမျှကိုထုတ်ယူလိုက်တာဒါအကျိုးမြတ်ပဲအဲ့ဒီမိမတိပဲနဲ့ကိုယ်ခန္ဓာကိုယ်မှာရတဲ့ရတဲ့ကုသိုလ်တွေရအောင်လုပ်ဖို့မြတ်စွာဘုရားတိုက်တွန်းတာဖြစ်တယ်နော်တိုက်တွန်းတာဖြစ်တယ်အဲ့တော့အခုလိုရှင်ပြူတာပဲဖြစ်ဖြစ်စွမ်းလူတာပဲဖြစ်ဖြစ်ကြောင်းလူတာပဲဖြစ်ဖြစ်သင်္ကန်းတို့ဆေးတို့လူတာပဲဖြစ်ဖြစ်ကိုရှိတိုက်တာတဲ့ပစ္စည်းတွေကကိုယ်အတွက်ထုတ်ယူလိုက်တာအနှစ်သာရတစ်ခုကိုထုတ်ယူလိုက်တာလို့ပြောတာထုတ်ယူလိုက်တဲ့ဆိုတာထုတ်ယူတဲ့ပစ္စည်းသည်ကိုယ်အတွက်အသုံးဝင်နေတာထို့တူပဲကိုလိုလိုက်တဲ့ကုသိုလ်ကောင်းမှုသည်ဒါနကုသိုလ်ပဲဖြစ်ဖြစ်သီလကုသိုလ်ပဲဖြစ်ဖြစ်ဘာဝနာကုသိုလ်ပဲဖြစ်ဖြစ်ကိုယ်အတွက်အသုံးဝင်တဲ့ပစ္စည်းဖြစ်လာနော်မိတဲ့ပါသွားရင်ကိုယ်အဲ့လိုကုသိုလ်မလုပ်လိုက်ရဘူးဆိုလို့ရှိရင်မိလောင်တာပဲဖြစ်သွားပြီးတော့ကိုယ်အတွက်သုံးဝင်မှာမဟုတ်ဒါကရသော်ဗျာကအခြေခံလည်းပဲနေနဲ့တန်တရားထဲမှာရှိနေတဲ့အခါမှာလှုပ်တဲ့လှုပ်ထိုက်တာတွေကိုလောင်းညံမှုပေးတာဖြစ်တယ်နော်လှုပ်တဲ့လှုပ်ထိုက်တာတွေလှုပ်ရမယ်လှုပ်တဲ့လှုပ်ထိုက်တာတွေမလှုပ်လိုက်ဘူးဆိုရင်အချိန်တိုင်းတော့သူကကုန်သွားမှာပဲတဏှိမဟုတ်တဏှိကုန်သွားမှာပဲကုန်သွားတဲ့တရားကိုပါရလိုက်တယ်လေဆိုတာတတ်ဖို့မရလိုက်ပဲနဲ့ဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်မို့ရှင်းပညာရှိတွေကလည်းပစ္စည်းလေးပါဒီကိုရှာဝေစုဆောင်တဲ့ပစ္စည်းတွေဟာတဏှိမဟုတ်တဏှိနဲ့တော့ကုန်ဆုံးသွားမှာပဲဖြစ်တယ်ဘသူပစ္စည်းပဲဖြစ်ဖြစ်ဒါကဘုံကြီးပဲဖြစ်ဖြစ်လူပဲဖြစ်ဖြစ်ပေါ့နော်ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ကိုရှိတဲ့ပိုင်ဆိုင်တဲ့ပစ္စည်းကိုသုံးနေတဲ့ပစ္စည်းပဲပစ္စည်းပဲဖြစ်ဖြစ်တနေ့ကျတော့ထားပြီးသွားခဲ့ရတာအဲ့ထားသွားမဲ့တဲ့အနေပြီးတော့ကိုယ်အတွက်တန်ဖိုးဆိုတာကိုရအောင်မယူလိုက်ဘူးဆိုရင်ဒီပစ္စည်းရလားဖြစ်သွားဒါကြောင့်မြတ်စွာဘုရားဟောတဲ့အခါမှာပစ္စည်းဥစ္စာဆိုတာရှာရမယ်ရှာပြီးတဲ့အခါမှာအဲ့ဒီပစ္စည်းကိုမင်္ဂနဲ့နိလန်နဲ့သုံးဆွဲမယ်အသုံးချမယ်ဆိုတော့ဒီပစ္စည်းကြောင့်လည်းပဲဒုက္ခရောက်တဲ့ပုဂ္ဂိုလ်ရှိတယ်ပစ္စည်းကြောင့်လည်းပဲနိဗ္ဗာန်ရတဲ့ပုဂ္ဂိုလ်ရှိတယ်အဲ့ဒါကပစ္စည်းနဲ့ကန်ပြီးတော့ပြောရတာဖြစ်တယ်နော်ပစ္စည်းကအဓိကအကြောင်းမဟုတ်ဘူးစိတ်နေသဘောထားကအဓိကအကြောင်းဖြစ်တယ်အဲ့ဒါကိုဟနန္တိဘောဂဒုံမေတံဟနန္တိဘောဂဒုံမေတာဘောဂဆိုတာကိုရှာထားတဲ့ပစ္စည်းဥစ္စာတွေကဒုံမေတာဆိုတဲ့စိတ်ကူးဉာဏ်ကိုအသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်အသိဉာဏ်မရှိဘူးမြတ်စွာဘုရားရဲ့အဆုံးအမကိုမသိဘူးဆိုတဲ့ပုဂ္ဂိုလ်ပညာရှိသူတော်ကောင်းတွေရဲ့အဆုံးအမကိုမသိဘူးဆိုရင်ပစ္စည်းရဲ့လွန်မှုဖြစ်စီမှုကိုခံရတတ်တယ်ဆိုတော့ချမ်းသာကြွယ်ဝတဲ့အခါမှာလူတွေကဘာသုံးရမလဲတွေးထားရှိတယ်ကိုယ်တက်တော့မကုန်နိုင်ဘူးဒီပစ္စည်းတွေအများရှိတယ်အများရှိတော့ဘာလုပ်ရမလဲအဲ့ဒီလိုစဉ်းစားတဲ့အခါမှာအမျိုးစုံစဉ်းစားကြတယ်မျိုးစုံစဉ်းစားသုံးမယ်လို့စဉ်းစားတယ်တခြားနေရာတွေဖြုံးမယ်ဆိုတာတွေစဉ်းစားတယ်
မြတ်စွာဘုရားရဲ့အဆုံးအမရတဲ့ပုဂ္ဂိုလ်တွေကတော့ဒီပစ္စည်းကဖြစ်နိုင်တဲ့တန်ဖိုးကိုရအောင်ယူတာသုံးလို့ကုန်တာကတန်ဖိုးမဟုတ်တော့နော်ဖြုံးလို့ကုန်တာလည်းတန်ဖိုးမဟုတ်ဘူးသို့တော့ကိုယ်အမေကိုကြွေးလိုက်ရင်တစ်ဖက်ကကျေးဇူးဆရာရောက်တယ်မိဘဝတရားကိုလည်းမိဘအပေါ်မှာအသမီးတွေကလောက်ရမယ်ဝတရားကိုလည်းပြုလုပ်ပြီးသားဖြစ်သွားတယ်ဝတရားလည်းကြည်တယ်မိဘကိုကြွေးတယ်မွေးတယ်ဆိုရင်ဒါကအတုံးလည်းမဟုတ်ဘူးအဖြုံးလည်းမဟုတ်ဘူးအမြတ်ယူတာဖြစ်တယ်ထို့တူပဲသားရီသမီးတွေအတွက်ပြုစုပြုထောင်ပေးတယ်ပညာသင်ပေးတယ်သူတို့လူလာမြောက်အောင်ဆောက်ရှောက်တယ်ဒီပစ္စည်းနဲ့ကုညီတယ်ဒါလည်းဝတရားပဲမိတ်ဆွေပေါင်းတဲ့နေရှေ့တော့ကရောက်နေတယ်ကုညီတယ်ဒါလည်းဝတရားပဲအဲ့ဒီအပြင်နောက်တစ်ပါလုံနိုင်တယ်ဝတရားနဲ့မပတ်သက်ပဲနဲ့ investment လို့ခေါ်တဲ့ယင်းနှိမ့်မြုပ်နှံမှုလူတွေပစ္စည်းတွေပိုးလာတဲ့အခါမှာဘာလို့လဲရှိတော့ယင်းနှိမ့်မြုပ်နှံထားကြတယ်ယင်းနှိမ့်မြုပ်နှံသူတွေရဲ့ကြည်ရွယ်ချက်ကဘာတော့နောက်အခါအသုံးပြုဖို့ရှေ့တော့ကတော့ပြည်ကြီးတဲ့တူးပြီးတော့မြုပ်နေရှိကြတယ်ဒါမို့မြတ်စွာဘုရားကရွှေကိုမြုပ်တယ်လို့ပြောတာကနေခေတ်ကတော့ပြည်ကြီးတဲ့မြုပ်တာမရှိတော့ပြည်ကြီးတဲ့မြုပ်လို့လည်းလုံညုံမှမဟုတ်ဘူးအဲ့တော့ဘာလုပ်လဲရှင်းနေမြုပ်နှံမှုပေါ့ခုကတော်များတော့မြေဝဲထားရွှေဝဲထားတယ်ဒီမှာအဲ့လိုတွေလောက်ကြတယ်နော်ဒါရင်းနေမြုပ်နှံမှုတွေအဲ့ဒီတည်းမဲ့ယင်းနှမြုပ်နှံမှုအလုံးသည်တခါတည်းအကြတော့မသေးကြဘူးတဲ့ကုသိုလ်ကောင်းမှုလုပ်လိုက်တာတော့သေးကြပါပဲကိုတက်သေးကြတယ်နော်ပါဟာယကပနိယေတုဧတံအာရယခိစ္စတိကိုပစ္စည်းကိုအလူဒါနကောင်းမှုပြုပြီးတော့ရလိုက်တဲ့ကုသိုလ်ကောင်းမှုကတော့ကိုသွားရပါမယ်တကယ်အနှစ်ပိုင်းပဲဖြစ်တယ်ပစ္စည်းဆိုတာတော့ထားခဲ့ရမှာအဲ့ဒါကပညာရှိတွေရဲ့အတွေ့မှန်ကန်စွာတွေးတတ်တာသူဝိရရဲ့သိတယ်အဲ့လိုတွေးခဲ့တာပဲဖျားလောင်ကန္နာသရုသားလည်းအဲ့လိုပဲတွေးတာပစ္စည်းဥစ္စာတွေကနိတ္တရာကိုရအောင်ကျူးပဲဆိုတဲ့အတွေ့ရှိတယ်မှန်ကန်တဲ့ဤနဲ့တော့ပြုတယ်အဲ့ဒီအပြင်မှာအခုတို့မြတ်စွာဘုရားသာသနာတော်နဲ့ကြုံကြိုက်တဲ့အခါမှာအခုလိုရှင်ပြုတယ်ဆိုတာဟာကတိရဲ့ယင်းနဲ့မှာဓမ္မအတိမျိုးစေ့ကိုချပေးတာဖြစ်တယ်နော်ဘာမျိုးစေ့ချပေးလိုက်တာတော့ဆိုရင်နမတိကသီလဆိုတဲ့မျိုးစေ့ကိုချပေးလိုက်တာဒီမျိုးစေ့ကကလေးဘဝမှာမသိချင်နေအောင်တော့ဒီမျိုးစေ့ရဲ့တမှုဟာဒီနေ့ကျတော့တမှုတက်လာမှာဖြစ်တယ်နော်ခုချိန်မသိတော့မှသိလို့လောက်တာပဲဖြစ်စေမသိလို့လောက်တာပဲဖြစ်စေကောင်းတဲ့အလုပ်တစ်ခုရဲ့တုံ့ပြန်မှုကကောင်းကျိုးသာလည်းဖြစ်တယ်ပေါ့နော်တိနဲ့လောက်တာကျတော့သမ္ပဇာနာကတအမတ်တမဲ့လောက်တာကျတော့အသမ္ပဇာနာကတပါပဲဖြစ်ဖြစ်တိလို့စားတာပဲလောက်တာပဲဖြစ်ဖြစ်မသိပဲနဲ့လောက်လိုက်တာပဲဖြစ်တယ်ကောင်းတဲ့အလုပ်ဟာသူ့ရဲ့တုံ့ပြန်မှု reaction ကကောင်းကျိုးသာလည်းဖြစ်တယ်ပေါ့ဒါတိလို့ကလေးတွေအနေနဲ့ကြည့်မယ်ဆိုရင်သင်္ကန်းဝတ်ခြင်းရဲ့နိတ္တရာမသိဘူးသိအောင်မဟုတ်သေးဘူးပြောပြရင်လည်းပြောပြသလောက်တော့တိုင်းတာတစ်ခုရသေးတယ်သို့တော့သူတို့အတွက်ဒါခိုင်မာတဲ့မျိုးစေ့တစ်ခုဖြစ်လာတယ်အနာကကြတော့မျိုးစေ့တစ်ခုဖြစ်လာတယ်အဲ့ဒီမျိုးစေ့ကပျောက်ပြတ်သွားမှာမဟုတ်ဘူးအချိန်တန်ရင်ပေါ်လာတယ်လောကကြီးမှာဘာပဲလုပ်လို့ပျောက်သွားတယ်ဆိုတာလုံးဝမရှိဘူးမေးချင်တော့မေးသွားမယ်ပျောက်သွားမယ်လို့ဘယ်လိုမှမတွေ့နဲ့တန်တရားတွေမှာရှိနေသမျှကိုလို့တဲ့ကောင်းမှုမကောင်းမှုတွေဟာပျောက်ပြတ်သွားတယ်ဆိုတာလုံးဝမရှိတာနော်
လုံးဝမရှိဘူးဆိုတာသိကြတယ်တခုပဲနော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပုံဝတ္ထုတွေတခုမှတ်ထားမကြလဲပြောမိတယ်အဲ့ဒီပုံဝတ္ထုတွေကမှတ်သားထားဖို့လဲကောင်းနေပေါ့ကောင်းတာလို့တာသူပေရယတိပြတိတ်ပေးတဲ့ပွဲမှာနော်လူတယောက်သူနာမည်ကဘေကဆိုတဲ့လူတယောက်ဟာသူပေရယတိကိုဒီပင်ကရမြတ်စွာဘုရားကပြတိတ်စကားဟောကြားတယ်အဲ့ဒီချိန်မှာအဲ့ဒီပိဋကတ်တဲ့သူပါနေတယ်ဒီပင်ကရမြတ်စွာဘုရားကပြောတော့ဆိုဒီယတိအားတဲ့တမန်ပုဂ္ဂိုလ်မဟုတ်ဘူးလေ့ကျင့်သင်ချင်တဲ့ကပ္ပတသိန်းပါရမီဖြစ်ပြီးတဲ့နောက်ကောရမဘုရားဆိုတာဖြစ်လိမ့်မယ်ကျွတ်တင်ပြီးတော့ပြောထားတာပြားဒိတ်စကားဆိုတာကျွတ်တင်ပြောတာအဲ့ဒီလိုကျွတ်တင်ပြောလိုက်တဲ့စကားကိုအဲ့ဒီပိဋကတ်တဲ့ကမိကဆိုတဲ့သူကသူကိုယ်တိုင်နဲ့ကြားလိုက်တယ်ကြားလိုက်တော့အဲ့ဒီတန်လေးကသူ့နာထဲမှာရောက်လာဘူးလေပေါ့နော်အဲ့ဒီနောက်မှာသူဝိရယတိတော့လိုက်ပြီးယတိဝတ်တဲ့နောက်ကြတော့မပြောတော့လူထွက်တယ်တန်တရားထဲမှာဒီတိုင်းလဲသွားတယ်နောက်ထပ်သူဝိရယတိနဲ့ဘယ်ဘဝမှာမဆုံးတော့ဘလောက်ကြာသွားတော့ဆိုလေအသင်ချေနဲ့ကပ္ပတသိကပ္ပဟာရှင်းပြလို့မရတာကလေးကကျုံတယ်ရှင်းပြလို့ရတာကတသိအဲ့လိုမှပဲလေအသင်ချေဆိုတာနော်အရေးအတွက်မရှိတော့အောင်ကြားတဲ့ကပ္ပကလေးကရှင်းပြလို့ရတာကတသိအဲ့ဒီလောက်ထိအောင်သူကဝေးကွာသွားတယ်ကောရမမြတ်စွာဘုရားလောင်းကပါရမီဖြည့်ပြီးတော့နောက်ဆုံးဘဝရောက်တဲ့အခါမှာဘုရားဖြစ်သဝတိမျိုးစေတို့အကြောင်းမှာတရင်သုံးနေတဲ့အချိန်အဲ့ဒီအချိန်လေးမှာခုနကမိကဆိုတဲ့ပြာဒိတ်ခံတဲ့ပွဲမှာပါတဲ့လူတယောက်ကတန်တရားထဲမှာကျင်နေပြီးတော့ဘုရားဖြစ်တဲ့အချိန်မှာသူကပင်လေထဲမှာငမန်းကြီးဖြစ်နေငါးကြီးဖြစ်နေအမှန်ကြီးမားတဲ့ခန္ဓာကိုယ်ရှိတဲ့ငါးကြီးဖြစ်တယ်တနေ့တော့ရွက်လေးတစ်စင်းကသူ့သွားတဲ့လမ်းကြောင်းပေါ်မှာရွက်လေးတစ်စင်းကရွက်လဲလာလူတွေနဲ့ရွက်လဲလာလမ်းကြောင်းဆုံးသွားတယ်နော်အဲ့တော့လမ်းကြောင်းဆုံးတော့သူကအဲ့ဒီရွက်လေးကြီးတစ်ခုလုံးမျိုးမလို့ပါဇက်ကြီးဟာလာပင်လေတဲ့ငါးကြီးပါဇက်ကြီးဟာတော့ရွက်လေးပေါ်လူတွေကြောက်တာပေါ့ငါးကြီးတွေ့တော့အော်လိုက်ကြတာအော်တဲ့ထဲမှာကောရမဘုရားကဲတော်မူပါဆိုတဲ့အတန်ပါဟိုမပြောက်ဘူးဆိုတော့ပြောပြကြတယ်နော်ကောရမဘုရားကဲတော်မူပါလို့အော်တဲ့အတန်ကြီးကြားလိုက်တဲ့အခါကျတော့အဲ့ဒီငါကြီးကဒီအတန်သူကြားဘူးတယ်လို့ပြန်တတိယသွားဘယ်တော့ကကြားရဲဆိုသူမမှန်ဘူးသို့တော့ကောရမဘုရားဆိုတဲ့အတန်ကိုသူကြားဘူးထားတာသူဝိရယတိဘွားတော့ဒီပင်ကရပြတွေပြေတော့ကြာအဲ့ဒါနဲ့အဲ့ဒီငါးကြီးကဒီအတန်ဘယ်တော့မှကြာတာတော့ပြန်စင်စားရင်ရေးတဲ့ငုတ်သွားလူတွေကိုဒုက္ခမပေးတော့ရေးတဲ့ငုတ်သွားပြီးတော့ပင်နဲ့ကြမ်းပြေမှာအစာမစားပဲနဲ့ငါဆိုတာလေနေတိုင်းစားစရာရှိချင်မှရှိတာလေသူတို့ဖမ်းလို့ရမှစားဖြစ်တာသူမှစဖို့ကြောင့်မှမရှိတာနော်လူတွေသာစားတဲ့အခါချက်စားကြငါရီတိရစ္ဆာန်တွေဆိုတာအဲ့လိုချက်စားနိုင်တာမဟုတ်ဘူးလေအဲ့ဒီမှာအစာမစားရတော့သူကသိဆုံးသွားပြီးတော့ကောရမဘုရားဆိုတဲ့အတွေ့လေးနဲ့ပဲတာဝတိမြို့မှာလူလာဖြစ်တာသူနာမည်ကဓမ္မရုစီဓမ္မရုစီကခုနှစ်နှစ်ရောက်တဲ့အခါကျတော့တာဝတိမြို့မှာဆိုတော့ဘုရားနဲ့နေတဲ့မြို့မိသားစုကဘုရားကိုကိုးကွယ်တာဖြစ်တော့ခုနှစ်နှစ်ရွယ်မှာကိုရင်ဝတ်တယ်ကိုရင်ဝတ်ပြီးတော့တရားနာတဲ့အခါယန္နာဖြစ်တော့သူ့ဇလံကိုပြန်ပြီးတော့ဖော်ထုတ်ကြည့်လိုက်တော့ပြရိပေရုံကတွေ့ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်မြတ်စွာဘုရားကိုယ်တိုင်နဲ့သူနဲ့တန်တရားထဲမှာနှစ်ဘဝပဲဆုံးရတယ်
သူမိသားရဲ့သိဘဝတော့တစ်ခါဆုံးနေကောရမဘုရားဖြစ်တဲ့အချိန်မှာသူနဲ့တစ်ခါဆုံးနှုတ်ဘဝဆုံးအဲ့ဒါဟာတလောက်ကြောက်ကောရမဘုရားဆိုတဲ့ဒီအတန်သူနာထဲမှာကြားရောက်နေအဲ့ဒါကြောင့်မလို့ပြောလို့ရတယ်ဒီကလေးတွေတို့ဘယ်တော့ကဘုန်းကြီးမြင်လိုက်တာနဲ့ဘုန်းကြီးဘဝကိုသူတို့တို့ဝဖူးပါတယ်နေဘူးပါတယ်ဆိုတဲ့အတွေ့ရသွားနိုင်တယ်နော်ဒါကအနည်းဆုံးကိုပြောတာကိုရင်ဝပြီးတော့သီလစောင့်တည်မယ်ကိုရင်နဲ့ပတ်သက်တဲ့စာပေတွေသင်နိုင်မယ်ဆိုရင်ဒီတဲ့ပို့ကျိုးရှိတာဒါမှမဟုတ်မြတ်စွာဘုရားကဓမ္မဒါယတာဘိက္ခဝေပဝတ္ထာမဟာမိတဒါယတာသူဟောတဲ့ဓမ္မကိုအမွေခံကြအမွေကနေဖြစ်ကြပါစေသူကိုမိပြီးတော့စံတဲ့ငါကြောင့်စေပစ္စည်းတွေပါအမွေကိုမခံကြနဲ့ဓမ္မအမွေကိုခံယူကြဆိုမြတ်စွာဘုရားရဲ့ဓမ္မအမွေဆိုတာလူတိုင်းဟာဘုရားဘာသာဝင်တွေကဘုရားဟောတဲ့စကားလုံးတစ်လုံးကြားလဲအဲ့ဒါအမွေရတာပဲနော်ဒါပေမဲ့လူတွေကဘုရားစီကတရားအမွေရတာကိုရွှေရတာစိန်ရတာတော့ပြောမှမထင်ဘူးကြားတာဘာလို့လို့ဆိုရင်တမှုထတတ်ရင်တော့ပြောမှာပဲတမှုမထတတ်ဘူးဆိုရင်ပြောဖို့မရှိဘူးအဲ့တော့ကိုစိတ်ဓာတ်ကိုပြင်ပေးရမယ်ငါတို့ဟာရသော်ဘုရားကဟောတယ်သဗ္ဗပပတ္တအာကရဏမကောင်းတာမှန်သမျှမလုပ်ကြနဲ့ဟောဒါလေးတစ်ခုအတည်းငါတို့ဒါအမွေရလိုက်ပြီမကောင်းတာဆိုမလုပ်ဘူးကုသလတုပသမရာအပြည့်ကင်းပြီးတော့ကောင်းကျိုးပေးတဲ့ကုသိုလ်တွေပြည့်စုံအောင်လုပ်ကြဟောဒီတစ်ခုကလည်းငါမှအမွေရလိုက်ပြီသစိတ်တပရိယောတပနံကိုယ်စိတ်လေးကိုဖြူစင်အောင်ထားဟောဒါဘုရားဆုံးမတဲ့အမွေလေးတစ်ခုကိုရလိုက်တာပဲဒီအမွေပစ္စည်းကိုတမှုရှိလိုက်နာထိသိမ့်မယ်ဆိုရင်တန်တရားကလို့သိထီအောင်အကျိုးရှိနိုင်တယ်နော်ဓမ္မအမွေကိုခံယူကြဆိုဟောငါဝတိလာနဲ့ပြောမယ်ဆိုရင်သူရတဲ့တတ်တာရှောင်းညာသူရတဲ့သာသမပစ္စည်းဥစ္စာကိုမတရားယူခြင်းမှာရှောင်းညာသူတော်အတမယပြမမှုကရှောင်းညာလိမ့်နဲ့လှည့်ပြပြီးတစ်ဖက်သားကျိုးပစ္စည်းအောင်မလုပ်ကြနဲ့နော်မူရစေဝါတုတ်ပြီးတော့ကိုယ့်ရဲ့အသိဉာဏ်ကိုမဖြစ်စီကြနဲ့ဟောတာဘုရားဆုံးမတဲ့အမွေဒီအမွေတွေအတိုင်းကိုယ်ကလိုက်နာပြီဆိုရင်ဒါကောင်းမြတ်တဲ့အမွေတစ်ခုရတာပဲလေဒီအမွေတိုင်းကိုယ်ကလိုက်နာကျင့်သုံးနေလို့ရှိရင်တမှုမဖြတ်နိုင်ဘူးနော်တမှုမဖြတ်နိုင်နတ်ပြည်ရောက်ဆိုတာအခဲရမှုတဲ့ကောင်းရသူဒီဘုံရောက်ဖို့ဆိုတာကုသိုလ်တွေအများကြီးလုပ်เสียတောင်မလို့ဘူးဆိုလိုတာကဟိုရောက်နိုင်တာကိုပြောတာမလို့ရဘူးလို့ပြောတာမဟုတ်ဘူးနော်နတ်ပြည်ကိုရှင်မောကလန်ရှိတော့ငါရှင်မောကလန်ကတကူရှင်ဆိုတော့သူကခီးသွားတယ်တိုရစ်ပေါ့ခီးသွားတယ်ပဲသွားတော့ဆိုရင်နတ်ပြည်ပဲသွားတယ်ငရဲတဲ့တစ်ခါသွားတယ်ဆင်းတို့ကရောက်နေတဲ့စီလည်းသွားတယ်ဘယ်ပုံနေလည်းသွားတယ်နတ်ပြည်လည်းသွားတယ်နတ်ပြည်သွားတဲ့အခါကျတော့သူသွားတဲ့လမ်းကြောင်းမှာပုံမိတ်မှန်နေနဲ့နတ်သမီးတွေကိုတွေ့ကြအဲ့ဒီတည်းမှာမတန်တင်ထားတာလေးတစ်ခုကပါတော့နတ်သမီးနေတဲ့ပုံမိတ်မှန်၃ခုသူရောက်သွားတယ်ရောက်သွားတဲ့အခါကျတော့ဟဲ့ပိမှန်ကြီးကကောင်းလာကြီးလားလူဘွားတော့ငါပါရိလုပ်ခဲ့လေပါရိများလူခဲ့လို့လေလူကြီးပေးခဲ့သလားဆိုဟိုကပြောမှရှက်တယ်သူလုပ်တဲ့နည်းနည်းလေးသူပိမှန်ကြီးဟိနေနော်နောက်တစ်ယောက်လည်းမေးလိုက်ပြောမှရှက်တယ်သူတို့ကကုသိုလ်ကောင်းမှုကနည်းနည်းလေးပဲလုပ်ခဲ့တာအဲ့ဒီနတ်သမီး၃ယောက်အသီးသီးပုံမှန်မှန်နေရောက်တဲ့အခါကျတော့တယောက်ကဘာဖြစ်လို့တပီတော့ဘာကုသိုလ်မှမဲရမလုပ်ဘူးပါဘူးတဲ့တခုပဲလုပ်တယ်တပီတော့ပက်ထရိုမှလိမ့်မပြောဘူးမှန်တာပဲပြောတာ
ဘုဒ္ဓဝါဒရှောင်းအဲ့တခုတည်းပဲလုပ်တယ်သူနော်ဥပုသ်ဆောင်တာလည်းမရှိဘူးဒါနကုသိုလ်လုပ်တာလည်းမရှိဘူးမနတခုပဲပြောတယ်သူလုပ်ခဲ့တာပြန်ကြည့်လိုက်အဲ့ဒါလေးအဲ့ဒီကုသိုလ်ရဲ့အရှိန်နဲ့သူကဒီဘိဗံရလောကကြီးမှာချမ်းသာဒုက္ခရတယ်ဆိုတာကုသိုလ်ကပေးတာကြီးပဲကောင်းနော်ဒုက္ခဆိုတာ easy to accept လက်ခံလို့လွယ်တယ်ချမ်းသာလားနော်ကိုယ်လက်ခံနိုင်တဲ့အာယုန်နေနဲ့ရွေးတွေ့တာဒါကိုချမ်းသာတယ်လို့ခေါ်တာစိတ်ချမ်းသာမှုကိုယ်ချမ်းသာမှုပေးတယ်နောက်တစ်ယောက်ကတော့ပြောတယ်တပည့်တော်မှဘာမှမလုပ်ပါဘူးဗျာတဲ့ညာကြီးမလုပ်ပါဘူးတဲ့သူယောက်ျားကစိုးတယ်တဲ့ဘလောက်ပဲသူနှိမ့်ဆက်သူကစိတ်မဆိုးအောင်နေတယ်ဒေါသမဖြစ်အောင်ခုခေတ်တဲ့ရှိတယ်နဲ့တူတယ်နော်ဒါတော့သူကဘယ်တော့မှစိတ်မဆိုးဘူးတဲ့ဒီခါနဲ့အဲ့ဒီကုသိုလ်လေးတစ်ခုနဲ့သူကအခုနှစ်ပြည့်ရောက်လာဒါထူးထူးခြားခြားလုပ်တဲ့ကုသိုလ်လေးတွေကိုပြောတာနော်မန္တကိုပြောတယ်ဆိုတာဘုဒ္ဓဘာသာရှောင်းတာကိုပြောတာပဲနော်မန္တကိုပဲပြောတယ်စိတ်မဆိုးဘူးဒေါသကိုထိန်းတယ်နော်အဲ့ဒီကုသိုလ်တွေပဲသူလုပ်ခဲ့ပါတယ်တဲ့နောက်တစ်ယောက်ကတော့တပည့်တော်ကမြတ်မြတ်ဆဆမချမ်းသာပါဘူးတဲ့ဒါပေမဲ့လို့တပည့်တော်ကိုလာတောင်းရင်ကိုရှိတာလေးတော့ပေးလိုက်တာပဲမငြင်းမှုတဲ့ခုခေတ်ကျတော့တချို့ကျတော့ခွေးမရှိဘဲနဲ့ခွေးကြိုက်တတ်သည်တို့နော်အလူကပုဂ္ဂိုလ်များမဝင်ရဆွဲဆိုင်ဖို့တွေတော့ဟန်တာထားသည်နော်အကြောင်းတော့ရှိမှာပေါ့လေသူတို့လေအကြောင်းတော့ရှိမှာခွေးကြိုက်တတ်သည်လို့ရေးထားတယ်တချို့ကလာတောင်းမှဆိုလို့အဲ့ဒီမျိုးသမီးရတာလို့မဟုတ်သူ့ကိုတောင်းလိုက်ရင်နည်းနည်းလေးပဲဖြစ်ရှိတာတော့ပေးလိုက်တယ်ကတော့ဆုံးဘယ်တော့မှမလောက်ဘူးလို့ပြောတာနော်ငယ်တော့ကြောက်ဘူးတယ်တိရိနဲ့ငါနိုင်ငံကတိဟိုကဘုရားဘာသာတွေကနော်တိဟိုဘုရားဘာသာတွေကဆွန်လာရက်တဲ့ဆိုရင်ရှိတာလှူတာကျက်သွန်လေးတူရှိနေကျက်သွန်လေးတူရေးစေလှူလိုက်တယ်ပန်းသီလေးတစ်လုံးရှင်ပန်းသီလေးအပြောသီလေးတစ်လုံးရှင်အပြောသီတစ်လုံးထားလှူလိုက်တခုတော့လှူတယ်ဘာမှမရှိဘူးဆိုပန်းလေးတစ်ပွင့်ဖြစ်လှူလိုက်တယ်ဘာမှမရှိဘူးဆိုရှ िख ိုးပေးလိုက်တယ်ပမာတော့ကြောစွန်နဲ့ကြောလည်းမကြောပဲနဲ့ကြောစွန်ဆိုလို့လှူတယ်နော်အဲ့တော့ကြောရာကိုစွန်ဆိုပြီးတော့လှုပ်လိုက်တာပဲကြောရာကစွန်ဟုတ်တယ်ဒါပေမဲ့လို့ကုသိုလ်တော့ရတယ်ကြောလိုက်တကယ်ကြောရင်တော့ရပါတယ်အခုကကြောရာတောင်းပစနဲ့ပဲကြောပါသေးရဲ့ကြောပါသေးရဲ့ဆိုတဲ့လူတွေကကြောလည်းမကြောဘူးပါဇက်ကပဲပြောတာကြောပါနော်တကယ်ကြောလိုက်ရင်ကုသိုလ်ရအောင်အဲ့ဒီအမျိုးသမီးကတော့တပည့်တော်နည်းနည်းလေးရှိတယ်ပေးလိုက်တာပဲအဲ့တော့မှမပေးပဲမနေဘူးတဲ့အဲ့တော့ဒီသုံးမျိုးတဲ့နဲ့ပဲသူတို့အနတ်ပြည်ရောက်လာကြတယ်ရှင်မောကလန်ကအဲ့ဒီခရီးကပြန်တဲ့အခါမြတ်စွာဘုရားသွားလျှောက်တာရှင်ဘုရားနတ်ပြည်ရောက်တာဆိုတာမန္တလေးပြောရုံနဲ့ရောရောက်နိုင်လားစိတ်မဆိုးပဲနေုံနဲ့ရောရောက်နိုင်သလားနည်းနည်းလေးလှူတာနဲ့ရောရောက်နိုင်သလားဆိုမြတ်စွာဘုရားကမင်းကိုယ်တိုင်တွေးခဲ့ပြီမို့လားတဲ့ငါဘာလို့မေးနေသလဲတဲ့သူလက်တွေ့မေးလာခဲ့တာပဲတဲ့ရောက်နိုင်တယ်ဆိုပြီးတော့အဲ့ဒီအလေးကိုပေါင်းစပ်ပြီးတော့မြတ်စွာဘုရားဟောတာတဲ့ဒေသနာတစ်ပုဒ်ရှိတယ်သစ္စာပဏိနဂုတ်စီရမနာပဲပြောပါနဂုတ်စီရစိတ်ဆိုးပါနဲ့တိစ္ဆာအပပိယစီတောလာတောင်းမဲ့ဆိုရင်နည်းနည်းပဲဖြစ်ပေးလိုက်ပါဣတိဟိတိဟိဌာနိဒီအကြောင်းသုံးမျိုးတွေကတစ်ခုခုကြောင့်ခိစေဒေဝနာတဏိကေနတ်ဘဝကိုရောက်နိုင်ပါတယ်လို့ပြောတာနော်ဒါနတ်ဘဝဆိုတာနေသေးတာနိဗ္ဗာန်ကိုဆုတောင်းတတ်မဲ့ဆိုရင်နိဗ္ဗာန်တော့သူရောက်လာနိုင်တယ်ပေါ့ဆိုလိုတဲ့ကုသစွာဆိုတာမတမန်ကြီးမားတယ်လို့ပြောတာနော်ဘဝလုံးကြီးမားတယ်အခုကနေခေပေါ်နေတဲ့ဟာတွေလည်းရှိတယ်ဟုတ်မဟုတ်တော့မသိဘူးနော်ယူကျုလို့ဘာလို့မတင်ထားတယ်ရှိတယ်တက်ကဲ့တပြေလှူတာနဲ့
တေကဏိမိန်မောနေတဲ့အချိန်မှာလူကြီးနှစ်ယောက်ကယူပြီးတော့သူ့ကိုငရဲဥရဲပြစ်ချတဲ့အခါအောက်ကတက်ကဲပြစ်တွေကကာနေတယ်အိမ်မက်လူဘာလို့လို့ပေါ့နော်ကထိန်သင်္ကန်းထဲလူလိုက်တဲ့ပုဂ္ဂိုလ်ကလည်းပဲငရဲတွေပြစ်ချတဲ့အခါမှာအဲ့ဒီသင်္ကန်းကကာသွားတယ်ဒါလူတွေရဲ့အတွေ့အကြုံတွေကိုပြန်ပြောထားတာဟုတ်မဟုတ်ကတော့သူတို့မသိမှာနော်ကုသိုလ်ကကဲတယ်ဆိုတာတကယ်ရှိနေပေါ့နော်အဲ့ဒါကြောင့်မို့ဘာပဲဖြစ်ဖြစ်မြတ်စွာဘုရားဟောတာတဲ့ဓမ္မအမွေ38ပြမင်္ဂလာတုတ်ကပမာလူမျိုးတွေတော်တော်များများရကြပါတယ်မင်္ဂလာတုတ်တွေတသုတ်နဲ့နေမဲ့နိဗ္ဗာန်ချမ်းသာတည်အောင်မြတ်စွာဘုရားလမ်းစဉ်လုပ်ထုံးကိုဟောထားတာဖြစ်တယ်နော်အဲ့ဒီတိုင်းကျင့်သုံးနေတိုင်းပဲဆိုရင်မင်္ဂလာရှိပမာတွေကမင်္ဂလာဆိုတဲ့စကားလုံးကိုကြိုက်တယ်ဒါပေမဲ့လို့နိတ္တရာကိုတော့ကြိုက်ဖို့မရပါဘူးသိပြီတော့နော်မင်္ဂလာဆိုတဲ့စကားလုံးလေးကိုကြိုက်တယ်စကားလုံးကြိုက်တာနဲ့နိတ္တရာကြိုက်တာမတူဘူးစကားလုံးလေးတော့ကြိုက်နေကြတယ်သိကြတယ်နှုတ်ဆက်မင်္ဂလာပါတကယ်မင်္ဂလာရှိအောင်လုပ်သလားမလုပ်ဘူးလားဆိုတာကအဓိကကြတယ်နော်ကိုယ်တိုင်ကမင်္ဂလာရှိအောင်တကယ်နေသလားအဲ့ဒါအဓိကရှိတယ်နော်38ဖြာမင်္ဂလာဆိုပြီးတော့အဲ့တဲကဘယ်ဟာပဲဖြစ်ဖြစ်ကိုဘဝအတွက်နောက်ဆုံးမှာနိဗ္ဗာန်သစ္စိကရိယာစာဧတမင်္ဂလာမုဒ္ဓမှာနောက်ဆုံးနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တဲ့အဆင့်ထိအောင်ကုသိုလ်ကောင်းမှုဆိုတာအစဉ်စဉ်ရှိတယ်ပေါ့ဒီအတိုင်းလိုက်နာကျင့်သုံးသွားမယ်နော်ဒီလူမိုက်တွေနဲ့မပေါင်းတဲ့နာကအစနောက်ဆုံးမှာပညာရှိသူတော်ကောင်းနဲ့ပေါင်းပြီးတော့နိဗ္ဗာန်ထီအောင်ဆက်ကျင့်သုံးသွားတယ်ဆိုရင်ဒါတကယ်မင်္ဂလာအခုဒီကလေးတွေဟာကရုံးလေးတုပ်ပြီးသင်္ကန်းပတ်လိုက်တယ်သင်္ကန်းနဲ့ပတ်ထားတာမဟုတ်ဘူးဒါကအနှစ်သာရမဟုတ်ဘူးကရုံးတုပ်နာကလည်းအနှစ်သာရမဟုတ်ဘူးသင်္ကန်းပတ်ထားလည်းအနှစ်သာရမဟုတ်ဘူးအနှစ်သာရကသူတို့ရဲ့ရင့်တဲ့နှလုံးထဲမှာနော်သူတို့ရဲ့ရင့်တဲ့နှလုံးထဲမှာခံယူဆောက်တည်လိုက်ရတဲ့သီလကဒါအနှစ်သာရပဲမြတ်စွာဘုရားပေးတဲ့အမွေအနှစ်ကသီလသာပင်ဖြစ်တယ်အဲ့ဒီသီလသည်သူတို့အတွက်မျိုးစေ့ကုသိုလ်မျိုးစေ့တစ်ခုရပါအလုံးကြဖို့ရမယ်ရှင်တိဝတ္တကိုဘုရားဘာလို့သင်္ကန်းဝတ်ပေးတာလဲစဉ်းစားမိကြလားရှင်တိဝတ္တကိုဘာဖြစ်လို့သင်္ကန်းဝတ်ပေးတယ်လဲမိကုံရှိတယ်အဖြေလည်းရှိတယ်တိဝတ္တကဆိုရမလားဆိုတယ်ဆိုရင်လူတိုင်းပေါ်တော့မဆိုပါဘူးလူဆိုဆိုတာလူတိုင်းပေါ်မှာမဆိုဘူးသူကောင်းတဲ့လူပေါ်မှာတော့ကောင်းပါဟဲ့လားရှင်တိဝတ္တကဆိုတယ်ဆိုတာဘုရားအပေါ်ပဲဆိုတာဘုရားအပေါ်ပဲဆိုတယ်အဲ့ဒီလိုကိုပေါ်ဆိုရတဲ့နဲ့အပြည့်လို့ဘုရားသင်္ကန်းဝတ်ပြီးတယ်လေဆိုရင်တိဝတ္တကသင်္ကန်းမို့လေလူဝနဲ့လည်းမဟုတ်တာတွေလုံးမှာပဲသူဝါဒတာပဲနော်သူလုံးမှာတွေကတော့မဟုတ်တာတွေလုံးမှာပဲလုံးကလုံးပဲသင်္ကန်းဝတ်ပေးလိုက်တဲ့အခါကျတော့ဒီသင်္ကန်းဝတ်ပေးလိုက်တဲ့ကုသိုလ်လေးကသူ့ဘဝအတွက်ကတည်မှုလေးတစ်ခုရတော့အဲကြောင့်မို့ဝတ်ပေးတာမြတ်စွာဘုရားအကယ်၍သင်္ကန်းမို့ပဲနဲ့လူဘဝမှာအဆိုးတွေကိုကျူးလွန်ခဲ့ရင်တိဝတ္တဟာသူ့ဘဝသူတန်တဲ့ဟုတ်ကလောက်တိုင်းမှာမဟုတ်ဘူးအခုသင်္ကန်းဝတ်လိုက်တဲ့အတွက်ကြောင့်သူ့မှာမျိုးစေ့လေးရသွားနော်မျိုးစေ့လေးရသွားတယ်အဲ့ဒီမျိုးစေ့ကသူ့ဘဝကိုကတည်ပေးမှနောက်ကြလို့ရှိရင်အဲ့ဒီမျိုးစေ့ချပေးတဲ့အနေနဲ့မြတ်စွာဘုရားသင်္ကန်းကိုခွင့်ပေးလိုက်တာအဲ့တော့အလဟတဆိုတာတခုမှမရှိဘူးလို့စိတ်ထဲမှာဆွဲနေအောင်မှတ်ထားပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမဓမ္မတရားတွေကိုကိုယ့်ရင်နဲ့ပြရအောင်မတ္တသမြလိုက်နာသမြကိုဟာဓမ္မအမွေခံပုဂ္ဂိုလ်ဖြစ်မယ်ဆိုတာတတိထားပြီးတော့ဓမ္မအမွေခံနေဖြစ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း